မသေးခင်မှာချမ်းချမ်းသာသာလေးပြည့်ပြည့်စုံစုံလေးနေနိုင်ခြင်းနဲ့ဆိုလို့ရှိရင်ပြည့်စုံရမယ့်အရာ၄မျိုးရှိတယ်ပြည့်စုံခြင်းကိုပါဠိလိုတမ္ပရာလို့ခေါ်တယ်တမ္ပရာတရား၄ပါးဆိုအဲ့ဒီမှာဟောတာဥဋ္ဌာဏတမ္ပရာဥစ္စာပစ္စည်းဘလို့ရှာမလဲဆိုတဲ့နီလန်းကိုနားလည်အောင်လုပ်ပြီးတော့တကယ်လက်တွေ့ကြကြကြိုးစားအထောက်မှုနဲ့ရှာရမယ်ဖွေရမယ်ရလာပြီဆိုလို့ရှိရင်အဲ့ဒီရလာတဲ့ဥစ္စာပစ္စည်းကိုမပြည့်စည်အောင်မပြောက်ပြက်အောင်တတ်နိုင်သမျှထိမ့်ထိမ့်သိမ့်သိမ့်ကာကွယ်ဆောင်ရှောက်ရမယ်အဲ့ဒါကိုအာရခတမ္ပရာလို့ခေါ်တယ်။စိတ်ကောင်းနှလုံးကောင်းရှိတဲ့ကိုကျင်တရားဖြူစင်တဲ့ဉာဏ်ပညာရှိတဲ့မိကောင်းဆွေကောင်းတွေလည်းပဲပေါင်းသိမှုပြည့်စုံရမိတ်ဆွေကောင်းရှိရမယ်အဲ့ဒါကိုကလျာဏမိတ်တတမ္ပရာလို့ခေါ်တယ်ပြီးလို့ရှိရင်တမဇီဝိတတမ္ပရာညံ့ညတရအသက်မွေးဝမ်းကြောင်းမှုပြုနေရမယ်အဲ့ဒါကဘာပြောတာလဲဆိုတော့ကိုကဘယ်လောက်ရအောင်ရှာနိုင်တယ်လဲအဲ့ဒါဆိုရင်ကိုဘယ်လောက်သုံးမလဲကိုယ့်ရဲ့အသုံးဟာသူများဘဝတွေနဲ့သူများရဲ့အသုံးတွေနဲ့လိုက်ညှိရမှာမဟုတ်ဘူးကိုဘယ်လောက်ရအောင်ရှာနိုင်တယ်လဲဆိုတဲ့အခြေအနေနဲ့ညှိရမှာအဲ့ဒါကိုမြတ်စွာဘုရားဥပမာလေးနဲ့တောင်ပြောတယ်ချိန်ဝင်ကလေးချိန်တယ်လို့မျိုးငါဘယ်လောက်ရအောင်ရှာနိုင်တယ်လဲဘယ်လောက်ကုန်အောင်သုံးမလဲအဲ့ဒီကိစ္စမှာလူတော်တော်များများကမကြွမ်းကျင်ဘူးကိုဘာတွေသုံးမလဲဆိုတာကိုယ့်ရဲ့ဝင်ငွေနဲ့မညှိပါပဲနဲ့သူများသုံးတာတွေလိုက်သုံးကြတာရှိတယ်အဲ့လိုဖြစ်စေရအောင်ကိုဘယ်လောက်ရအောင်ရှာနိုင်မလဲဆိုတာကိုကြည့်ပြီးတော့ကိုဘယ်လောက်ကုန်အောင်သုံးမလဲအများကြီးရအောင်ရှာနိုင်မှလည်းကဲနဲ့နည်းနည်းလေးသုံးမယ်ဆိုရင်လည်းဘုရားမချီးမွမ်းဘူးဒီလူဟာအကိုးရမရှိဘဲနဲ့သေရတဲ့လူလို့သူများကဲ့ရတာကိုခံရလိမ့်မယ်နည်းနည်းလေးရှာပြီးတော့အများကြီးသုံးကျင်တယ်သုံးမယ်ဆိုရင်လည်းဒီလူမြတ်စွာဘုရားမချီးမွမ်းဘူးဒီလူဟာတဖန်စီစားတဲ့လူနဲ့တူတယ်လို့ကဲ့ရခံရလိမ့်မယ်တဲ့ဥပမာဘာပြောတာလဲဆိုတော့တဖန်သီးတို့ဇီးဘူးသီးတို့စားကျင်လို့အောက်ကနေခဲတို့ဒုတ်တို့နဲ့ပြစ်ချလိုက်တယ်တကယ်စားမှာတစ်လုံးနှလုံးဟိုမှာတစ်ပင်မှာကျွေးကြလာတာတွေကအများကြီးဒါကမြတ်စွာဘုရားပေးတဲ့ဥမာလေးတွေဘုန်းကလူရင်းလေးကိုတူတူလေးတွေကိုပြောတာဒီတရားဟောမှာမဟုတ်ဘူးဟုတ်လားဒါလူတိုင်းသိရနော်ပြစ္ဆုတ်ပံဘဝမှာချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်ဥဋ္ဌာဏတမ္ပရာဥစ္စာပစ္စည်းဘလို့ရှာမလဲဆိုတဲ့နီလန်းကိုနားလည်အောင်လုပ်ပြီးတော့တကယ်လက်တွေ့မပြင်းမကြီးရှာဖွေရမယ်ရလာပြီဆိုလို့ရှိရင်အာရခတမ္ပရာမပြောက်ပြက်အောင်ကာကွယ်ဆောင်ရှောက်ရမယ်ပြီးရင်ကိုပေါင်းတဲ့နဲ့ကိုမိတ်ဆွေဟာအည်အသွေးရှိတဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့ကိုချင်းတရားဖြူစင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ပြီးရင်ကိုယ့်ရဲ့အသက်ရှင်သန်နေဆိုင်တဲ့တွဲမှာကိုယ့်ရဲ့အသုံးဆွဲဟာကိုဘယ်လောက်ရှာနိုင်တယ်လဲဆိုတာကိုကြည့်ပြီးတော့လိုက်လျောညီတွေဖြစ်အောင်သုံးဆွဲနိုင်ရမယ်အဲ့ဒါဆိုရင်သေချာပေါက်ဒီလူဟာချမ်းသာမယ်မြတ်စွာဘုရားပြောတဲ့စကားဘယ်တော့မှမလွယ်ဘူးဒါပေမဲ့လို့တဲ့ဒီလိုအဆင်ပြေးလာတဲ့အခါမှာပျက်စီးသွားတဲ့အကြောင်း၄မျိုးလည်းရှိသေးတယ်တဲ့အဲ့ဒါကလူငယ်ပိုင်းလေးတွေနားထောင်စရာကောင်းတယ်ပျက်စီးသွားတဲ့အကြောင်း၄မျိုးမြတ်စွာဘုရားထပ်ပြောတယ်အိဋ္ဌိရုဒ္ဓမိမကျူအပြောပါမဲ့တယ်တုဒ္ဓရုဒ္ဓအယက်သေးသာမိဝဲမူရစီဝါကြိုက်တယ်အခဒုဒ္ဓကဏန်းကျူးတယ်လောင်ကစားကျူးတာပြောတာအပြောပါမဲ့မယ်အယက်သေးသာမူရစီဝါမဲ့မယ်လောင်ကစားမဲ့နောက်ပြီးတော့ပါပမိတ်တာတဲ့ရုံးမာတဲ့မိတ်ဆွေမကောင်းတဲ့မိတ်ဆွေအပေါင်းအသင်းကိုတန်ရောစင်မပြတ်မကောင်းမှန်းသိရတဲ့နဲ့မခွာနိုင်ဘူးအဲ့ဒီလိုဆုံးရှုံးမယ်၄မျိုးနော်စောတော်ကနီလန်းကိုတိပြီးတော့ရှာဖွေထားလို့စုဆောင်းထားလို့စောင်းရှောက်ထားလို့မိကောင်းဆွေကောင်းနဲ့ပေါင်းထားလို့ရထားတဲ့အဆင်ပြေမှုလေးဟာအပြောပါမဲ့မယ်မူရစေဝါနဲ့ပတ်သက်မယ်လောင်ကစားတွေနဲ့ပတ်သက်မယ်မေယုံမှာရွှေယုံမှာရှိမယ်ဆိုရင်သေချာပေါက်ပျက်စီးသွားအောင်ပါပဲ